တချို့ကောင်တွေကိုသိသိချင်တယ်ဘဝကိုအေးချမ်းချမ်းနဲ့ဖြတ်တန်းခြင်းလို့အစွဲတွေကိုဖွက်ပြီးအကုန်လုံးကိုခေါင်းပုတ်ထားတယ်ကြောက်လို့မဟုတ်တချို့ကောင်တွေကိုသိသိချင်တယ်ဘဝကိုအေးချမ်းချမ်းနဲ့ဖြတ်တန်းခြင်းလို့အစွဲတွေကိုဖွက်ပြီးအကုန်လုံးကိုခေါင်းပုတ်ထားတယ်ကြောက်လို့မဟုတ်အစိတ်တွေကရှိသေးကိုယ်လမ်းကိုကိုရှောက်ကြဖင်ရပြီးငါဆွဲကိုလာတက်နေမိရင်တော့ပထမဆုံးအစိတ်လေးတဲ့ကောင်မင်းဖြစ်သွားလိမ့်ဘာမီတို့တောက်လို့မပြောက်ဘူးပေတက်ကြားလား